ဒီအပင်လေးရလေအရင်မပြုတ်စုရပဲနဲ့ဆက်ပြိုးရတာလွယ်တယ်ပြီးတော့အပင်တွေကလည်းပွားလာတာမှအများကြီးပဲစဝေလာတော့ကဆိုရင်လေအပင်ကလေနှစ်ပင်ပဲရှိတာအခုဆိုရင်အပင်တွေတဖြည်းဖြည်းများလာပြီးတော့အိုးငယ်လေးတောင်မှ3အိုးလောက်ကိုရှိနေပြီပန်းအိုးထဲမှာလည်းအပင်အရင်ကျက်နေတော့လေအပင်ကိုခွဲပြီးတော့မှတခြားနေရာမှာပြောင်းဆိုင်မယ်ဒီအပင်လေးကလေအပင်စိုက်ပြီးတော့မှမအားတဲ့သူတွေအတွက်ဆိုလည်းအရန်ကိုကောင်းတာဘာမှပြုစုစရာမလိုဘဲနဲ့လေအပင်ကလေရင်းနှင်းလေးလေးရှင်တန်နိုင်တယ်ဒီမှာကြည့်ပါဦးဒီမှာအပင်အစ်စ်4000ထပ်ထွက်နေပြီးနေအလင်းရောင်လည်းမလိုဘဲနဲ့အိမ်ထဲမှာလည်းထားပြီးစိုက်လို့ရတာဆိုတော့သူ့ကိုဘယ်နာပဲထားအပင်တစ်တွေကအများကြီးပွားနိုင်တယ်ဒီအပင်လေးရဲ့အရွက်ဒီဇိုင်းလေးကမွေအရီခွန်လေးနဲ့တူလို့တချို့ကမွေပင်လို့လည်းခေါ်တယ်ပြီးတော့တချို့ကဓာကမုံလို့လည်းခေါ်သေးတယ်အမျိုးမျိုးခေါ်တာပေါ့နော်သိပ္ပံပညာရှင်တွေကဒီအပင်လေးမှာလေထုကိုတန့်စင်ပေးနိုင်ပြီးတော့ကောင်းတဲ့အောက်ဆီဂျင်ကိုထုတ်ပေးလို့အိမ်ထဲမှာထားပြီးစိုက်ပျိုးရင်ပိုပြီးတော့ကောင်းတယ်လို့လေ့လာသိရှိရတယ်ပြီးတော့တချို့သူတွေကလည်းဒီအပင်လေးကိုစီးပွားကမုံလက်ကမုံလို့လည်းခေါ်ကြတယ်ဆိုင်ရှိမှာပဲဖြစ်ဖြစ်အိမ်ရှိမှာပဲဖြစ်ဖြစ်ထားပြီးစိုက်လို့ရှိရင်လက်လာပါကောင်းတယ်လို့ပြောကြတယ်ပြီးတော့အပင်လေးကလေဖြောင့်တန်းပြီးတော့မှထိုးတက်နေတော့စီးပွားလက်လာပါတွေကလည်းဖြောင့်ဖြောင့်တန်းတန်းနဲ့တိုးတက်မြန်တယ်လို့မှတ်ယူကြတယ်အပင်လေးကလည်းစိမ့်ဆိုပြီးတော့မှမြင်လိုက်လို့ရှိရင်ကြက်တရေရှိတဲ့အတွက်ကြောင့်မလို့အိမ်မှာပဲဖြစ်ဖြစ်ဆိုင်မှာပဲဖြစ်ဖြစ်အလှကြက်တရေဂုံကြက်တရေတွေတိုးပွားလာတယ်လို့လည်းမှတ်ယူကြပြန်သေးတယ်ပြီးတော့ဒီအပင်လေးကိုကိုယ့်ရဲ့အိတ်ခမ်းထဲမှာထားပြီးတော့စိုက်ပျိုးထားမယ်ဆိုလို့ရှိရင်လည်းညဖက်မှာကောင်းကောင်းအိပ်ဆက်နိုင်တယ်မနဲ့နိုးလာတဲ့အချိန်မှာလဲစိတ်ကိုကြည်လင်လန်းဆန်းစေတယ်လို့လေ့လာသိရှိရတယ်ရေကိုလည်း၄-၅ရက်မှတစ်ခါပဲလောင်းပေးရတယ်အပင်စိုက်ရင်းနဲ့စိတ်ချမ်းသာကိုယ်ကျန်းမာရှိတာမို့လို့မိတ်ဆွေတငယ်ချင်းများလည်းအပင်လေးကိုစိုက်ကြည့်ပါလို့တိုက်တွန်းပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်